ဂျေဆင်သည်ဝိတ်ချရန်အတွက်အနှစ်50တိုင်ဘာမှမစားဘဲနေခဲ့သည့်နောက်ဆုံးတွင်သူသည်ကိုယ်လေးချိန်2ကီလိုဂရမ်သာရှိတော့သည့်အထိပိန်ချီသွားခဲ့သည့်တရက်တွင်သူသည်ခွေးလေးကိုလက်လျှောက်ခေါ်ရန်အပြင်သို့ထွက်လာခဲ့သည်ခြေလမ်းနှဲငယ်လှမ်းပြီးနောက်တွင်သူသည်လေပြင်းတိုက်ခတ်မှုကြောင့်ကောင်းကင်ယံသို့လွင့်ပါသွားခဲ့တော့သည်ခွေးကလေးကပင်သူ့ကိုလေထဲသို့ဆွဲခေါ်သွားနိုင်ခဲ့သည်သူဝိတ်စချကလေးကသူ၏ဘဝသည်အလွန်တရာပင်ပန်းဆင်းရဲဖွယ်ဖြစ်လာခဲ့သည်သွားတိုက်သည့်အခါမျိုးတွင်ပင်မတော်တဆမိမိခန္ဓာကိုယ်ကိုဖောက်ထွက်သွားမည်ကိုစိုးရိမ်သဖြင့်အလွန်အမင်းဂရုစိုက်ရရှာသည်ဂျေဆင်ကော်ဖီတစ်ခွက်ဝယ်သည့်အခါဆိုင်ဝန်ထမ်းသည်သူ့ကိုလုံးဝမမြင်ရချေဂျေဆင်ပေးဆောင်သို့မဟုတ်နောက်လဲလိုက်မှသာဝန်ထမ်းကသူ့ကိုရိတ်ခနဲမြင်ရသည်တငယ်ချင်းများနှင့်ရက်ဘီကစားသည့်အခါဘောလုံးကသူ့ကိုမီတာ100ကျော်กว่าအထိလွင့်ဆင်သွားစေခဲ့သည်သူ၏တငယ်ချင်းများမှာလုံးဝဆွတ်အမင်တက်သွားခဲ့ကြရသည်ကားမောင်းနေသည့်အချိန်တွင်ပင်သူသည်လေထဲတွင်ဝဲပြန့်နေတဲ့ကဲ့သို့ဖြစ်နေသည်တရက်တွင်သူသည်ဆိုဖာပေါ်၌ထိုင်ရင်းသတင်းစာဖတ်နေစဉ်ဖုန်းဆုပ်ဆက်ရိုဘောကသူ့ကိုအမိုက်ဟုထင်မှတ်ပြီးစုပ်ယူရန်ကြိုးပမ်းခဲ့သည်တရက်တွင်မူဂျေဆင်သည်သူ၏ထူးထူးခြားခြားပိန်လီလွန်းသောခန္ဓာကိုယ်ကြောင့်သတင်းအစီအစဉ်တစ်ခုတွင်ပါဝင်ရန်ဖိတ်ကြားခြင်းခံခဲ့ရသည်အစီအစဉ်တင်ဆက်သူကသူယခုလိုပိန်သွားအောင်ဘယ်လိုလုပ်ခဲ့လဲဟုမေးမြန်းတော့လဲသူကတော့ဘာမှမဖြေဘဲပြုံးယုံသာပြုံးနေခဲ့သည်တရက်တွင်ဂျေဆင်သည်အလိုလျောက်ကုံရောင်းဆက်ရှိမှဖြတ်သွားစဉ်သူ့အကြိုက်ဆုံးအာလူးကြော်ထုတ်ကိုမြင်သွားခဲ့သည်ရုတ်တရက်သူ၏ခေါင်းထဲတွင်ရဲရဲဝံ့ဝံ့အကြံတစ်ခုရလာခဲ့သည်ဂျေဆင်သည်အလိုလျောက်ကုံရောင်းဆက်ထဲသို့ကိုပြောက်တကဲ့သို့တိုးဝေဝင်ရောက်သွားပြီးအာလူးကြော်ကိုလှမ်းယူကာစတင်စားသုံးလိုက်တော့သည်နောက်တစ်စက္ကန့်တွင်ကြောက်မက်ဖွယ်ကောင်းသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်သူ၏ခန္ဓာကိုယ်သည်ဝိတ်မချခင်ကအတိုင်းချက်ချင်းပြန်လည်ဖြစ်ပေါ်လာခဲ့သည်ထို့ကြောင့်ဂျေဆင်၏ဝိတ်ချခြင်းစီမံကိန်းသည်ထိုနေရာ၌ပင်ပျက်စီးဆုံးရှုံးသွားခဲ့ရလေသည်